စိတ်တက်ကြနေတဲ့လေထုကိုပြောင်းပြီးတော့မှဝမ်းမြောက်ခြင်းလေထုဖြစ်အောင်သင်လုပ်လို့ရတယ်။ကြေကွဲနေတဲ့လေထုကိုပြောင်းပြီးတော့မှရှင်လန်းခြင်းလေထုသင်လုပ်လို့ရတယ်။ဒါပေမဲ့ပျော်စရာကောင်းတဲ့လေထုကိုချက်ချစ်စိတ်ညစ်စရာကောင်းဖြစ်တဲ့လေထုလည်းသင်လုပ်လို့ရတယ်။ဟုတ်လားမဟုတ်ဘူးလား။ဟာမင်းအမေနဲ့ကလေးတွေကပျော်နေတာဟာကိနဲ့ဝမ်းမြောက်ရှင်လန်းဟာသားနဲ့သမီးအမေနဲ့ပျော်နေတာအဖေရောက်ပါလား။အေးပျော်နေခုကျနေ့လေစားလည်းမချက်ထားဘူးမပြင်းအပြန်ကနေပြပြန်လာဘာလဲစားစရာတောက်စရာနေတာအိမ်မှာပဲဒီတိုင်းပဲထိုင်နေလေထုကပြောင်းသွားလားချက်ချင်းပျော်နေတဲ့ကလေးမရဟုတ်လားဖယားနဲ့တူတယ်ဆိုတဲ့အရာတစ်ခုကပါဆိုတီထွင်ဖန်တီးနိုင်စွမ်းဒါကြောင့်ကျွန်တော်တို့ကဘာမှာရှိတဲ့အရာခက်သိမ်းကိုကြည့်ကြည့်တယ်အဲ့ဒါအများစုကလူတွေလှုပ်ထားတာဒီမိုက်ဘယ်သူလှုပ်တာလဲလူလှုပ်ထားတာဒီစတန်ဘယ်သူလှုပ်တာလဲလူလှုပ်ထားတာဒီ TV ဘယ်သူလှုပ်လဲလူလှုပ်ထားတာတင်ထိုင်တဲ့ခုံဘယ်သူလှုပ်လဲလူလှုပ်ထားတာတင်ဝတ်တဲ့ဥစ္စာဘယ်သူလှုပ်လဲလူလှုပ်ထားတာဒီအိမ်ဘယ်သူလှုပ်လဲလူလှုပ်ထားတာဖယားလာလှုပ်တာမဟုတ်ဘူးနောက်ဆုံးမိုးပေါ်မှာပြန်နေတဲ့လိန်ရင်ပြန်အဲ့ဒါတန်လုံးကြီးတကယ်တော့တန်တုံးကြီးကလေပေါ်မှာပြန်နေတာအလောက်တန်တုံးကြီးကလေပေါ်မှာပြန်အောင်လှုပ်တာဘာတူလဲလူဒါကြောင့်လူမာတီထွင်ဖန်တီးနိုင်စွမ်းရှိတယ်အဲ့ဒီဖန်တီးနိုင်စွမ်းတွေမှာသင်စဉ်းစားလိုက်မယ်ငါဟာလိန်ပြန်မတီထွင်နိုင်ဘူးငါဟာကားမတီထွင်နိုင်ဘူးငါဟာတယ်လီဖုန်းမတီထွင်နိုင်ဘူးငါဟာတခြားဘာမှမတီထွင်နိုင်ဘူးဒါပေမဲ့သင်တီထွင်ဖန်တီးနိုင်တဲ့အရာတစ်ခုရှိအဲ့ဒါကဘာလဲဆိုတော့လိုက်ပြောလေထုအာမင်ဒါကြောင့်ကျွန်တော်အားပေးခြင်းနဲ့ကျွန်တော်မိသားစုများကျွန်တော်တို့ဟာကောင်းသောလေထုကိုတိဆောက်တော်သူများဖြစ်ရအောင်ကောင်းသောပတ်ဝန်းကျင်ကိုတိဆောက်တော်သူများဖြစ်ရအောင်ကောင်းသောအသက်တာကိုတိဆောက်တော်သူများဖြစ်ရအောင်ဒါကြောင့်ကျွန်တော်တို့ဖခင်သခင်ရဲ့သားသမီးများဖခင်အကြောင်းတဲကိုအသင်းတော်တဲကိုမိသားစုတဲကိုအဖွဲ့အစည်းတဲကိုလူတွေညှဉ်းညူးသွားစေမဲ့လေထုကိုကျွန်တော်မလုပ်ကြဆုံးနဲ့အားငယ်သွားစေမဲ့လေထုကိုမလုပ်ကြဆုံးနဲ့ကြေကွဲသွားစေမဲ့လေထုကိုမလုပ်ကြဆုံးနဲ့သင်ဟာလောကရဲ့အလင်းဖြစ်တယ်ဖေနာသူပြောသင်ဟာလောကရဲ့အလင်းဖြစ်တေချာပြန်ပြန်လဲသင်ဟာလောကရဲ့အလင်းဖြစ်ဒါကြောင့်လောကကြီးကသင်ကိုလိုအပ်နေတာအမောင်တူထဲမှာသင်ရောက်သွားတဲ့အခါမှာအဲ့ဒီနေရာဟာလင်းသွားရမှာသင်ရောက်ခြင်းအပြင်ထူးခြားသွားရမှာသင်ဟာကောင်းကင်နိုင်ငံရဲ့ယဉ်ကျေးမှုကိုမြေကြီးပေါ်မှာချပြတော်သူဖြစ်ရမှာတည်ဆောက်နိုင်တော်သူဖြစ်ရမှာအာမင်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာတွေမှာကျွန်တော်တို့ရဲ့ကိုယ့်ကျွန်တော်တို့ပြန်လဲစမ်းစစ်အောင်ငါဘလို့လူမျိုးလဲငါဟာကောင်းသောလေထုကိုတည်ဆောင်တဲ့သူလားမကောင်းသောလေထုကိုတည်ဆောင်တဲ့သူလားငါဟာကောင်းသောပတ်ဝန်းကျင်ကိုတည်ဆောက်တဲ့သူလားမကောင်းသောပတ်ဝန်းကျင်ကိုတည်ဆောက်တဲ့သူလားငါဟာကောင်းသောစကားကိုပြောထုတ်သလားမကောင်းသောစကားကိုပြောထုတ်သလားသင်တို့ဟာလေထုကိုတီထွင်ဖန်တီးနိုင်စွမ်းရှိတယ်